အားလုံးပဲမင်္ဂလာပါ Knowledge Tree Learning Center ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခေါက်ကတော့ကျွန်တော် M5 vocabulary lesson lesson 21ပေါ့နော် lesson 21ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ tablet ကပေါ့နော်ဒီ video recording လုပ်တာနောက်ကျရဲ့အတွက်ကျွန်တော်အခုကကျွန်တော်ရဲ့ဒီ laptop နဲ့ video recording ကိုလုပ်ပေးနေတာဖြစ်ပါတယ် laptop နဲ့ကပို့ပြီးတော့အတန်လဲမှန်ပြီးတော့ဒီစာရှင်းပြရလဲပို့လွယ်မယ်လို့ကျွန်တော်ထင်လို့ပါအဲ့တော့အမှားလေးနည်းနည်းလေးပါနိုင်ခွင့်လို့ပါကဲရင်းဆုံးကျွန်တော်လည်းတူတူအတန်ထွက်လေး like တိုင်ကြည့်အောင်အတန်ထွက်ကိုကျွန်တော်လည်းတူ like ဆိုပေးပါနော်ပြီးရင်ကျွန်တော်မြန်မာလိုရှင်းပြမယ်ပြီးွားရင်တော့အတန်ထွက်ကိုမြန်မာလိုပေါ့နော်တူတူတော့ like ဆိုပေးကြပါ思います言います足りますကျွန်တော်ဒီက tools တွေကကျွန်တော်တိတ်မသုံးတတ်တော့နည်းအခက်အခဲတွေပါရောဖြစ်နေတယ်ဒါလေးနဲ့လုပ်လို့ရတာဒါလေးနဲ့လုပ်ကြည့်အောင်ဒါလေးပဲသုံးကြည့်လိုက်ပါဘောပဲလည်းပဲသုံးကြည့်လိုက်ပါကဲအဲ့တော့သုံးလို့မရတော့ကျွန်တော်ဒီခဏနော်ဒါလေးနဲ့ဆိုရင်တော့ပိုအဆင်ပြေမှာတင်思います言います足ります勝ちます負けますお祭りがあります役に立ちます無駄な不便な同じすごい首相大統領政治ニューススピーチ試合アルバイト意見お話ユーモア無駄デザインコースラッシュ最近多分きっと本当にそんなに何々について仕方がありませんしばらくですね何々でも飲みませんか見ないともちろんカンガルーキャプテンクックကဲကျွန်တော်အခုကမြန်မာလိုပြန်ပေးမယ်နော်ကျွန်တော်အခုပြောလိုက်တဲ့ဟာတွေကို思いますတွေးသည်
思いますတွေ့သည်言いますပြောသည်言いますပြောသည်足りますလုံလောက်သည်足りますလုံလောက်သည်勝ちますအနိုင်ရသည်勝ちますအနိုင်ရသည်負けますရှုံးနေသည်負けますရှုံးနေသည်お祭りがありますပွဲတော်ရှိသည်ပွဲတော်ကျင်းပသည်お祭りがありますပွဲတော်ရှိသည်役に立ちますသုံးဝင်သည်သုံးဝင်သည်မူဒနာအလဟတဖြစ်သောအလဟတဖြစ်သောဖုဘန္နာအစင်မပြေသောဖုဘန္နာအစင်မပြေသောအိုနာကြီးအတူတူပဲအိုနာကြီးအတူတူပဲすごいဒါကတော့すごいကတော့ဒါတစ်ဖက်လိုပေါ့နော်တော်တယ်ကိုကအားကြရပေါ့နော်အားကြရချီးကျူးခြင်းတဲ့အခါကျတုံးတာすごいတော်လိုက်တာすごいတော်လိုက်တာကိုကအံ့ဩရဲ့ချိန်ကြရင်အားကြရဲ့အံ့ဩရဲ့ခါကြရင်လည်းဖော်ပြတယ်လို့အားကြရဲ့ခါကြရင်လည်းပြောပါတယ်ပြီးတော့ချီးကျူးရဲ့ခါကြရင်လည်းသုံးပါတယ်すごいရှုရှောဝန်ကြီးချုပ်ရှုရှောဝန်ကြီးချုပ်大統領သမ္မတ大統領သမ္မတ政治နိုင်ငံရေးဖြစ်ပါတယ်政治နိုင်ငံရေး news သတင်း news သတင်း speech speech ဖြစ်ပါတယ် speech speech ပါစကားပေါ့မိန့်ခွန်းပေါ့နော်မြန်မာလိုဆိုရင်နော်ရှေးအားဤပြိုင်ပွဲရှေးအားဤပြိုင်ပွဲアルバイトဖတ်တိုင်း job ဖြစ်ပါတယ်アルバイトဖတ်တိုင်း job ပါ一看ထင်မြင်ချက်一看ထင်မြင်ချက်မိမိရဲ့ထင်မြင်ချက်ဖြစ်ပါတယ်お話စကားပြောတာပါお話စကားပြောတာပါဒါတယောက်ယောက်ကပြောရင်လည်းတယောက်ယောက်ကပြောတဲ့စကားကိုလည်းお話လို့ပြောပါတယ်တယောက်ယောက်ကသူ့ရဲ့အကြောင်းကိုပြောပြရင်လည်းပေါ့နော်ယူမိုဟာဟာတာပါယူမိုဟာဟာတာဒါဟာတာညံရှိရလို့ခေါ်တယ်ဟိုပြက်လုံးလို့ဘာလို့မဟုတ်ဘူးနော်ယူမိုဟာဟာတာဒီစရာပြောတော့ပြောရပါမူဒါအလဟတာဖြစ်တော့ပါအလဟတာဒီဇိုင်းဖြစ်ပါတယ်ခိုးစုလမ်းဘက်ဆက်တွေဖြစ်ပါတယ်ခိုးစုလမ်းဘက်ဆက်တွေပါ rush hour ကိုဆိုလိုချင်တာဖြစ်ပါတယ် rush hour ပါဒါကရုံးသွားရုံးဆင်းချိန်ကိုပြောတာပါရုံးသွားရုံးဆင်းလူချက်တဲ့ချိန်ကို rush hour လို့ခေါ်ပါတယ်စိုက်ခင်အခုတလောစိုက်ခင်အခုတလောထပုံဖြစ်ကောင်းဖြစ်နိုင်ပါတယ်ထပုံဖြစ်ကောင်းဖြစ်နိုင်ပါတယ်きっとကျင်းတေပေါきっとကျင်းတေပေါ本当にတကယ်ပဲ本当にတကယ်ပဲそんなにအဲ့လောက်တော့ဒါအနှုတ်လက္ခဏာပြတဲ့စကားလုံးအနေနဲ့သုံးပါတယ်そんなに食べれませんよအဲ့လောက်ထိငါမစားနိုင်ဘူးလို့そんなに飲めませんよအဲ့လောက်ထိငါမတောက်နိုင်ဘူးလို့အနှုတ်လက္ခဏာဆောင်တဲ့အငင်းဝါကြနေအငင်းဖတ်တည်ပါပေါ့နော်တို့နဲ့တွဲသုံးပါတယ်အဲ့လောက်ထိမလုံနိုင်ဘူးဆိုရဲအတိပဲပါအဲ့လောက်ထိမလုံနိုင်ဘူးအဲ့လောက်ထိမရှိဘူးそんなにအဲ့လောက်တော့လို့ပဲပြောပါတယ်နီးဆွေတဲ့ကတော့ဒါ grammar လို့လည်းပြောလို့ရပါတယ်နဲ့ပတ်သက်ပြီးဒီရှေ့ဟာနဲ့ပတ်သက်ပြီးနာနီနာနီနီဆွေတဲ့တခုခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်仕方がありませんမတတ်နိုင်ဘူး仕方がありませんမတတ်နိုင်ဘူးしばらくですねတော်လေးကြပြီနော်ဒါတယောက်ယောက်ကို久しぶりနဲ့တူတယ်ထင်တယ်ဒါ
ထင်တာပေါ့ヒサシブリနေတာတူတာပါしばらくですねမတွေ့ရကြပြီနော်何々でも飲みませんかတခုခုတော့တောက်ကြမလားဒါဖိတ်ခေါ်တာပါတခုခုတော့တောက်ကြမလား何々でも飲みませんかတခုခုတော့တောက်ကြမလား見ないとわからないとかနောက်မှာတခုခုပေါ့နော်ပြောချင်တဲ့အရာတခုခုဒါကိုကြည့်မှဒီနောက်ကဟာနားလည်မယ်ဆိုရင်အဓိပ္ပာယ်ကိုပြောချင်တာပါ見ないとတခုခုပေါ့နော်ဒီဟာကိုငါကြည့်မှရမယ်ဒါကိုငါမကြည့်ဒီနောက်ကဟာကိုနားမလည်နိုင်ဘူးနော်နောက်ကကိုထည့်ချင်တာပေါ့နော်ထည့်ချင်တာこの映画を見ないとどの感動を感じるかわかりませんとかဘယ်လိုခံစားချက်မျိုးခံစားရလဲဆိုတော့နားမလည်နိုင်ဘူးပေါ့နော်အဲ့လိုမျိုး見ないともちろんだぼもちろんだぼကဲအခုကတော့ M5 vocabulary 31ရဲ့ vocabulary ဖြစ်ပါတယ်ဒီနေ့ကတော့အားလုံးပဲနောက်ဗီဒီယိုတွေမှာတော့ပြန်တွေ့မယ်ပေါ့နော်ကျွန်တော်လည်းဖြစ်နိုင်ရင်တော့တခြားဗီဒီယိုတွေလည်းလုပ်ဖို့ရှိပါတယ်တခြားဗီဒီယိုတွေကတော့ကျွန်တော်ဒီ reading ဘိုင်းမှာဘယ်လိုဖတ်ရမလဲဘယ်လို reading လေ့ကျင့်တာပေါ့နော်တူတူလေ့ကျင့်ကြအောင်ကျွန်တော်လည်းတူတူလိုက်ပြီးတော့အဲ့ဒါလေးလုပ်ဖို့ရှိပါတယ်အားလုံးပဲ good night ပါ